ကျွန်တော်တို့တောင်ပေါ်ရလောက်တဲ့လူတော်တော်များများဒီအဆင်းကိုနော်ဒီအဆင်းကိုအတက်အဆင်းကိုကြောက်လို့စိတ်ကုန်ကြတာပေါ့ဗျာအားလုံးပဲမင်္ဂလာပါတန်းကိုကိုမင်းဘလော့ကနေကြိုဆိုပါရခင်ဗျဒီကနေ့ကတော့ကျွန်တော်တို့လင်မယားနှစ်ယောက်တောင်ပေါ်ရမှာပန်းခုတ်လာပါတယ်ခင်ဗျမိုးကအရမ်းရွာလို့တချို့နေရာတွေမှာဖနက်စီးလို့မရလို့ဖနက်မစီးပဲလာနေရပါတယ်ခင်ဗျဟာရရတက်တော့မှစိပဲဝင်ပြကြတယ်ကျွန်တော်တို့ data ဘက်ကခေါ်တဲ့ဆင်ရွက်လို့လည်းခေါ်တယ်ဘေးရွက်လို့လည်းခေါ်တဲ့ဒီအရွက်ခါတက်တော့မှာပေါ့နော်တချို့ဆေးဆရာတွေကဆေးဖော်ကြတာတွေ့ရပါတယ်ဒူနာခါနာတွေပျောက်တယ်လို့ဆိုကြပါတယ်ခင်ဗျာခဏနေရင်ကျွန်တော်တို့ရာခင်းရောက်ပါတော့မယ်နှမ်းမင်းတွေဘလို့အချင်းကြီးရှိတယ်လဲကျွန်တော်နဲ့အတူတူဆက်ပြီးကြည့်ပေးကြပါခင်ဗျာနှမ်းပင်လေးတွေကကျွန်တော်တို့ထင်ထားတာထက်အရန်ကောင်းနေပါပြီခင်ဗျာအိမ်တစ်ခါတော့မိုးခေါင်နေပေါ့အခုမိုးရွာမှာထလာပါတယ်ခင်ဗျာကျွန်တော်တို့နှစ်ယောက်စာပြီးပေါင်းခုန်နေပါပြီခင်ဗျာအရင်ပထမတစ်ခါခုတ်ပြီးပါပြီအခုကပေါင်းကြီးတွေရွေးပါတော့မယ်ပေါင်းခုတ်တဲ့နေရာမှာတချို့တွေကတရွင်းသုံးပါတယ်ကျွန်တော်တို့ကတော့ဓာတ်ပဲသုံးပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ပေါင်းခုတ်နေတဲ့အနေအထားလေးဖြစ်ပါတယ်အခုမြင်နေရတဲ့တောင်တန်းတွေကကျွန်တော်တို့ဒေတာဘက်ကခေါ်တာကတော့ပုံတောင်လို့ခေါ်ပါတယ်ပုံတောင်ဖြစ်ပါတယ်ခင်ဗျာပုံတောင်ရဲ့ဟိုဘက်မှာမြင်းတောင်ဆိုတာရှိပါသေးတယ်ပုံတောင်မြင်းတောင်ဆိုပြီးရှိပါတယ်အခုကပုံတောင်ဖြစ်ပါတယ်အခုကျွန်တော်တို့အိမ်ကိုပြန်ပါတော့မယ်ခင်ဗျာအချိန်က7 နာရီခွဲပါပြီမနေ့ကယာကိုရောက်တာကတော့9 နာရီမတင်6 နာရီ 45 မိနစ်မှာရောက်ပါတယ်အဲ့ဒါမှနားအနေငယ်နားပြီးတော့ခိုင်းနားပြီးတော့9 နာရီထိုးတော့စားပြီးခုတ်တယ်ပေါ့ဗျာခုတ်တော့အခု7 နာရီခွဲလို့ကျွန်တော်တို့အိမ်ကိုပြန်มาတော့မယ်အပုံမှန်ဆိုရင်တော့ထမင်းတုံနဲ့လာပါတယ်ခင်ဗျထမင်းတုံနဲ့ရာကိုပေါင်းခုတ်လာပါတယ်အခုကတော့အိမ်မှာလည်းအလုပ်ကလေးရှိနေတာမဟုတ်လို့မနေ့စာပြန်ကိုနေမြအောင်ခုတ်ပြီးပြန်มาဖြစ်ပါတယ်ခင်ဗျအစားတော့မိုးတွေအရန်ခေါင်ပြီးတော့နှမ်းမင်းတွေကအားမလို့အားမရဖြစ်တယ်ပေါ့နော်အခုကတော့အရန်ကောင်းနေပါပြီခင်ဗျာအားရှိတော့ပါပြီဒါပေမဲ့နှမ်းဆိုတဲ့အရာကအိတ်ထဲရောက်မှစိတ်ချတဲ့အမျိုးပေါ့နော်အဲ့တော့အိတ်ထဲရောက်မှပဲနှမ်းကစိတ်ချမှာခုနကရိတ်တဲ့အချိန်တွေမှာတီးတုံပွန်တော့အချိန်တွေမှာအရာမိုးများရင်တော့ရိုးတောင်ဝင်တာတွေဖြစ်တတ်တယ်ပြီးရင်နှမ်းခါတဲ့အချိန်မှာမိုးများသွားရင်လည်းနှမ်းခါလို့အဆင်မပြေဘူးနှမ်းတောင်တွေပြစ်တယ်ပုတ်သွားတယ်နှမ်းတောင်မှာအပင်တွေပေါက်ပြီးနေတယ်တုံးစားမရတာတွေဖြစ်လာနိုင်သေးတယ်ပေါ့နော်အဲ့တော့မဖြစ်နေခွန်းတော့ပေါ့ခင်ဗျာအခုကျွန်တော်တို့အိမ်ပြန်ပါတော့မယ်လမ်းမှာတွေ့ရတဲ့တစ်ပြဝါပင်လေးတွေရှုခင်းလေးတွေကိုတစ်ချက်ကြည့်ပြကြပါဦးခင်ဗျာ
မော်ရဲ့ကြာဘောအော်လေတာကြာလားမော်ကြာလားဘောအော်လေတာပြားလားပြားဆက်တယ်နော်မိုးတွေကလည်းတစ်ဖက်ပဲကျွမ်းနေပါတယ်မနေ့အင်္ဂါနေ့ထွက်ခါနေတဲ့မှာလည်းမိုးရွာတယ်ပေါ့လူပြင်းမိုးပေါ့လုပ်ငန်းလုပ်ခါနေရွာတဲ့မိုးကိုကျွန်တော်တို့ဒေတာဘက်မှာလူပြင်းမိုးလို့ခေါ်ပါတယ်အခုကြည့်ရှုနေတဲ့မိတ်ဆွေတို့ဘက်မှာကအဲ့လိုမျိုးမိုးကိုဘယ်လိုမိုးလို့ခေါ်ပါတယ်လဲcommentမှာရေးခဲ့ပြအောင်ခင်ဗျာလူပြင်းမိုးလို့ခေါ်ပါတယ်ခင်ဗျကျွန်တော်တို့ဘက်မှာလူပြင်းမိုးလို့ခေါ်ပါတယ်ဟိုအရင်ဗီဒီယိုမှာတော့ငါဒီတောင်ပေါ်သွားတဲ့လမ်းကိုပေါ့နော်ဆိုင်ကနဲ့တော့ကြပါတော့လားဒီတော့လမ်းကောင်းကြီးရဲ့တားနဲ့ဆိုပြီးတော့ဝင်မှန်းတဲ့commentမှာဝင်မှန်းတဲ့မိတ်ဆွေတချို့ရှိပါတယ်အဲ့ဒီမိတ်ဆွေနဲ့အတူတူပေါ့နော်အခုကြည့်ရတဲ့မိတ်ဆွေတွေရောအားလုံးဆိုင်ကမောင်းလို့မရဘူးဆိုတဲ့နေရာလေးတွေကျွန်တော်ပြပါမယ်ဒီနေရာလေးတွေပါအရန်ဆောက်ပါတယ်ကျွန်တော်တို့တောင်ပေါ်ရလောက်တဲ့လူတော်တော်များများဒီအဆင်းကိုနော်ဒီအဆင်းကိုအတက်အဆင်းကိုကြောက်လို့စိတ်ကုန်ကြတာပေါ့ဗျာစိတ်ကုန်လို့မလောက်ကြဘူးတချို့တော့လဲကျွန်တော်တို့အပေါပေါ့နော်မရှိတော့လဲဆိုတော့ဒီအလုံးမရှိတော့လဲနော်ဒီအရန်ဝေးတဲ့တောင်ပေါ်ရတွေကိုစူးစမ်းပန်းစားလုပ်နေကြတာဖြစ်ပါတယ်ဒီအတက်ဆင်းကိုကြတော့ကျွန်တော်တို့ဒေတာဘက်မှာရေကားစင်းလို့ခေါ်ပါတယ်ခင်ဗျရေကားစင်းဘာလို့ရေကားစင်းလို့ခေါ်တာလဲဆိုရင်အခုကျွန်တော်ဟိုအောက်ရောက်ရင်6ခရစ်တွေ့ပါလိမ့်မယ်အဲ့ဒီ6ရေကပေါ့နော်အဲ့ဒီ6ရေကအရန်ခါလို့ရေခါ6လို့ခေါ်ပါတယ်အဲ့တော့ရေကားအတက်ဆင်းကိုအရန်ကြောက်ကြပါတယ်ခင်ဗျာမိုးရွာရင်တော့ပို့ဆိုတာပေါ့ခင်ဗျာနေပူလဲဒီအသက်ဆင်းကအရန်မတ်ဆောက်တဲ့ခါကျတော့မောတယ်ခြေထောက်တွေညောင်းတယ်ပေါ့ဗျာတကြည့်ရွယ်အိုတွေဆိုရင်တော့ကျွန်တော်တို့ထပ်ပို့ပြီးညှိကြတာပေါ့ခင်ဗျာမဖြစ်တော့နော်နေပူရင်တော့အိမ်နဲ့တောင်ပေါ်ရာကိုခဏကြီးသွားရပါတယ်ပုံမှန်လမ်းသွားပေါ့မနှေးလွန်းမမြန်လွန်းပုံမှန်လမ်းသွားမယ်ဆိုရင်တော့တနားကြီးကြပါတယ်အခုလိုမိုးရွာရင်တော့တနားကြီးခွဲကြပါတယ်ခင်ဗျာဟိုလဲမှာကိုကြောက်လို့ထိန်းပြီးသွားတာဆိုတော့လေတော်ဆိုပါမိုးကလည်းတစ်ဖက်ဝဲရွာနေတယ်လားဗီဒီယိုကိုကြည့်နေတဲ့လူတွေကတော့ပြောကြတော့ပေါ့ဒါတော့လမ်းဆိုးနေတော့မပြင်ကြဘူးလားဒီလားမိုင်းမပြင်ကြဘူးလားဆိုပြီးပြောကြတော့ဘောလားအရင်တော့ကဒီအသက်တွေကဟိုပေါက်ပြားနေပေါ့နော်ခေကြက်တီဖော်တယ်အခုလိုမျိုးမချွဲအောင်ပေါ့ဒီရေကတဲ့အဆင်းကိုအသက်ဆင်းကိုပေါက်ပြားတွေနဲ့ခေကြက်တီဖော်ပြလုပ်တယ်အခုနောက်ပိုင်းကမလုပ်တော့ဘူးပေါ့ဗျာဟောနွားတွေလာတယ်အဲ့ဒီဖောက်လုပ်ထားတဲ့အသက်ဆင်းတွေကိုနွားခွာတွေနဲ့နင်းတယ်ဟိုပြိုကျတယ်ပျက်စီးတယ်နဲ့အဲ့လိုနဲ့ဥနောက်ပိုင်းမလုပ်ကြတော့ပါဘူးခင်ဗျာအခုကျွန်တော်ရေက6ပါ
အဲ့ဒီ6ရေကအရန်ခါပါတယ်အဲ့ဒီ6အဲ့ဒီ6နားမှာအမျိုးတောင်ယာတို့လာလို့မယ်ဆိုရင်တောင်မှအိမ်ကနေရေယူခဲ့ရပါတယ်ခင်ဗျအခုကျွန်တော်တို့ဟိုဘက်ကျွန်တော်တို့တောင်ယာတွေကြတော့ဟိုဘက်ကကျွန်တော်တို့တောင်ယာတွေကြတော့ဒါတက်ချို6လို့ခေါ်ပါတယ်တက်ချိုတဲ့အဲ့ဒီဟိုဘက်က6ရေကအရန်တောက်လို့ကောင်းပါတယ်ဒီ6ရေကအရန်ခါပါတယ်ခါလို့ဒီအတက်အဆင်းကိုရေကတဲ့ရေကစင်းပေါ့နော်ရေကအတက်အဆင်းလို့ခေါ်ပါတယ်ခင်ဗျာအခုကဆင်းခဲ့ပြီဆိုတော့အာယာပြခဲ့တယ်လေအခုကဆင်းခဲ့ပြီဆိုတော့အခုကျွန်တော်တို့အသက်ပါတော့မယ်အခုကျွန်တော်တို့အိမ်ပြန်ပါတယ်မနေ့ကလာတော့ငါကျတော့ဗီဒီယိုမရိုက်လိုက်ရဘူးပေါ့နော်မိုးအနေငယ်ရွာလို့မရိုက်လိုက်ရပါဘူးခင်ဗျာဒီဘက်တော့ဟေးအကတော့တာချွေမလာကိုတော့အခုမိုးရွာပြီးတော့ပို့ထတော့ရပြီအကတော့ဒါရီအဝါပဲလို့ခေါ်ပါတယ်ဘာဝလဲဆိုတော့မြိုင်ဝါပါမြိုင်ဝါရှိတယ်တနဝါရှိတယ်တိုက်ဝါရှိတယ်ရှိပါတယ်ဝါတွေကဒါကတော့မြိုင်ဝါဖြစ်ပါတယ်ပေါ့နော်ဒါကရှားပင်နဲ့ရှားပင်ဖြစ်ပါတယ်ရှားပင်ကအခုမိတ်ဆွေတို့အခုတရှိနေတဲ့မိတ်ဆွေတို့အဖိုးဖွားတွေစားနေတဲ့ဒီကွင်းရထဲမှာထည့်တဲ့ရှားစေးကိုဒီအပင်ကနေကျွန်တော်တို့ချစ်ယူတာဖြစ်ပါတယ်အပင်ရဲ့အနှစ်ကနေချစ်ယူတာဖြစ်ပါတယ်နွားထဘိုးတွေကားပြီးတော့ရောက်လာတဲ့အခါမှာဒီလမ်းကတော့ပါတယ်လမ်းကျဲတော့ပါဒါကတော့လူလမ်းပါအရန်ချက်လို့ကျွန်တော်တို့ဒီဘက်ကလာပါတယ်နွားလမ်းကလာပါတယ်နွားလမ်းကလာတော့လူပေါ့ဗျာချဲဟာမိုင်းမောရဟာလဲမနော်ရောက်ပါပြီအခုကျွန်တော်တို့ဒါရီကတက်ပေါ့နော်ဟိုဘက်ကလာရင်တော့အတက်ပေါ့ရောဘက်ကလာရင်တော့အဆင်းပေါ့ဗျာတစ်ချက်ဆွလိုက်ပါဒါကအခုချိန်ဆိုရင်နှမ်းပေါင်းထိုးလို့ကောင်းတဲ့အချိန်ဆိုတော့9လပိုင်းအခုဆိုရင်ကျွန်တော်တို့9လပိုင်းတက်ရောက်ပါပြီ9လပိုင်းလာဆန်းရောက်ပါပြီနှမ်းပေါင်းထိုးလို့ကောင်းတော့မှကျွန်တော်တို့ဒေသပြင်မှာတော့အဲ့တော့အလုံးမပြမချင်းတက်တလောက်မိုးရွာဒီလမ်းကိုမငြင်းမညူပြမပမလာရပါတယ်ခင်ဗျာဒါပင်ဖြစ်ပါတယ်ခင်ဗျာတော့စရေညောမှာကျွန်တော်တို့ရေကတက်ပြီးလို့နေပူရင်ပေါ့နော်အဲ့ဒီဓာတ်ပင်လေးရဲ့အောက်မှာနားပါတယ်ခင်ဗျာဒီနားလေးမှာနားပါတယ်နားပြီးတော့ကျွန်တော်တို့အင်ကိုဆက်ပြီးတော့ပါတယ်ဒါဆိုလေးကပြောတဲ့တန်းပင်ပါပြီးကြပါလားတန်းပင်ဆိုတာအဲ့ဒါကိုခေါ်ပါတယ်တန်းပင်ကအရန်မာပါတယ်အရန်ကောင်းတဲ့တစ်ထက်မှာပါပါတယ်အိမ်တိုင်းဖြစ်သုံးပါတယ်အိမ်တိုင်းဖြစ်သုံးတာတော့ရှားတယ်ပေါ့နော်အိမ်တိုင်းဖြစ်သုံးတာကတော့ engine block ဒီတမာကျွန်းကောင်းတွေကျွန်းပေါ့အဲ့ဒီကောင်တွေကိုသုံးပါတယ်အတမင်ကိုကျတော့တော်ကြီးကိုအဲ့ဒီကောင်တွေမရတော့မှာပဲတမင်ကိုသုံးတယ်ပေါ့ဗျာတဲ့တိုင်တွေတော့သုံးပါတယ်မိုးရွာနေခြင်းအခုလိုမျိုးလမ်းကိုတော့ကျွန်တော်တို့အလုံးမပြီးမချင်းပေါ့နော်
နေတိုင်းတွားရပါတယ်ခင်ဗျာ ညမှာလည်းရောက်ချင်းဒီပြီးတော့ပိုင်နမှာဆရာမတို့ရောစမီတော့ပန်းကတော့လည်းမညှို့ဘူးလားအခုကျစုနေတဲ့မိတ်ဆွေပဲမှာကစီမီတော့ပန်းဆိုတာကြားဖို့ပါလားအဲ့တော့အဲ့ဒီစီမီတော့ပန်းကိုဘယ်လိုမျိုးပန်းလဲဆိုတော့ကိုကျွန်တော်အခန်းနေပြပါတော့မယ်ဘယ်နှမှာလဲဆိုရီယာကျွန်တော်စီမီတော့ပန်းပြမယ်လို့ပြောခဲ့ပါတယ်အခုကျွန်တော်ပြပါတော့မယ်စီမီတော့ပန်း no စီမီတော့ပန်းရဲ့ဟာလေးပန်းကတကယ်လေတော့သူ့ရဲ့အယုတ်ကလေးရတယ်လို့လေးပါဒါဖះမှာလှူဖို့ဖြစ်ပါတယ်အရောက်ရင်ဖះစဉ်မှာဒီပန်းလေးကိုဒီတခြားပန်းနဲ့ရောပြီးတော့ဖះမှာလှူမှာဖြစ်ပါတယ်ဒီပန်းလေးကခွေးနဲ့ကျွေသွားလို့ဒါနှမျောလို့ဆိုပြီးတော့ခမောက်မှာညမှာဖြစ်ပါတယ်ပေါက်စားလို့မတွေ့တော့ပါဘူးခင်ဗျာရွာနာကချောင်းထဲကိုရောက်တော့ကျွန်တော်တို့လည်းမရနေအောင်ခဏနားပြီးတော့ရေစင်းချိုးပါတယ်ခင်ဗျာကဲတောင်ပေါ်ရွာကနေပြန်ခဲ့လို့မောမောနဲ့ထမင်းစားပါတော့မယ်ဘာဟင်းနေရှိလဲအတူတူကြည့်လိုက်ကြအောင်ပါခင်ဗျာအဖေနဲ့မေစားပြီးပြီဆိုတော့ဟင်းတွေကအရန်နေနေပါပြီပေါ့နော်အဲကျွန်တော်တို့လည်းမရနောက်ပဲအတူတူစားပါတော့မယ်ခင်ဗျာဗီဒီယိုလေးကိုစောင့်ကြည့်ပေးကြတဲ့မိတ်ဆွေတူတယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်အားလုံးထမင်းလာစားကြပါအောင်ခင်ဗျာ